ရှိရင်လည်းပေါ်တယ်မရှိတဲ့အချိန်အရေးကြီးလို့တဲ့အချိန်ကျရင်လည်းအရေးကြီးလို့တဲ့ရှာလို့မရအဲ့လိုမျိုးလေးတွေဖြစ်တယ်ပေါ့နော်ဒီနေ့ကျွန်တော်တို့ရှိမှာနက်လေးတွေပစ္စည်းလေးတွေရောက်ထားရှိတယ်ဒီလိုနက်ထုတ်လေးတွေပစ္စည်းလေးတွေရောက်ထားရှိတယ်ဒီနက်တွေကတော့ကျွန်တော်တို့စက်ပြင်ဆရာကြီးရှိမှာရှိရင်လည်းပေါ်တယ်မရှိတဲ့အချိန်အရေးကြီးလို့တဲ့အချိန်ကျရင်လည်းအရေးကြီးလို့တဲ့ရှာလို့မရအဲ့လိုမျိုးလေးတွေဖြစ်တယ်ပေါ့နော်ဒီ net တွေကဒီ net ထုတ်လေးတွေကျွန်တော်ရှိမှာပစ္စည်းလေးတွေရောက်တာရှိတယ်ကျွန်တော်တို့ Redmi တွေမှာသုံးလို့ရမယ် net ကအစိမ်းအောင်ထုတ်လေးတွေ Redmi တွေထဲမှာပါလိုမျိုး net တွေ Redmi ထဲမှာပါလို net တွေဆိုလိုမျိုးတအားအရှိကြီးလည်းမဟုတ်ဘူးဖုန်းတော်တော်များများမှာသုံးလို့ရတဲ့ net site မျိုးလေးတွေပေါ့နော်ဒီလိုမျိုးတထုပ်လေးတွေပစ္စည်းလေးတွေရှိမယ်တထုပ်မှာတော့သူကအခုရေ100ပါမယ်လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရှိမှာပစ္စည်းလေးတွေဝယ်ယူလို့ရတယ်ကျွန်တော်ရှိမှာ net ထုတ်လေးတွေပစ္စည်းလေးတွေရောက်ထားရှိတယ်လိုအပ်ရင်လိုအပ်လောက်လေးတွေပစ္စည်းလေးတွေဝယ်ယူလို့ရမယ်လို net ထုတ်လေးတွေ net အစိမ်းရောင်လေးတွေပစ္စည်းလေးရောက်ထားရှိတယ်နောက်တစ်ခုကကျွန်တော်ရှိမှာဒီလိုမျိုးကလော်ဒန်လေးတွေလည်းပစ္စည်းလေးတွေရောက်ထားရှိတယ်ကလော်ဒန်မှာကျွန်တော်တို့တအားကြီးမာတာလည်းမသုံးချင်ဘူးနည်းနည်းတအားကြီးပြော့တာလည်းမသုံးချင်ဘူးပုံမှန်လေးတွေသုံးချင်တယ်ဆိုတော့စက်ပြင်ဆရာတွေအတွက်ဒီလိုမျိုးတစ်သားကိုင်းနဲ့ကလော်ဒန်လေးတွေပစ္စည်းလေးတွေရောက်ထားရှိတယ်သူကတော့အနောက်မှာတစ်သားကိုင်းလက်ကိုင်းလည်းပါတယ်ပြီးတော့ထိတ်ကကလော်ဒန်ကြော်လည်းတအားကြီးမမာဘူးအဆင်ပြေတယ်ကျွန်တော်ဘတ်ကိုbody တွေပါခွာတဲ့အချိန်တို့ဘာလို့ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတယ်ပြီးတော့နောက်တစ်ခုကောင်းတာကျွန်တော်ထိတ်မှလည်းအချွန်မဟုတ်ဘူးအဝိုင်းလေးလောက်တာပြီးတဲ့ပုံမှာကျွန်တော်တစ်ခုထုတ်တဲ့ခွာတဲ့အချိန်တို့ဘာလို့ဆိုလို့ရှိရင်ပေါက်သွားမှာတို့ပြီးလို့ရှိရင်ဒီချော်ပြီးတော့တခြား body တွေမှာဆေးတွေထိသွားမှာတော့စိတ်ပူစရာမလိုတခြားလေးခွာလို့ရတယ်အပြားကလည်းတော်တော်လေးကိုပါတယ်ဒီကောင်လေးတွေသုံးလို့တော်တော်လေးအဆင်ပြေတယ်ဈေးနှုန်းဆိုလို့ရှိရင်လည်းတအားကြီးမများဘူးဈေးနှုန်းလဲချိုလေးနဲ့ရမယ်ဒီဥစ္စာလေးကျွန်တော်ရှိမှဒီနေ့ဒါလေးတော့ပစ္စည်းလေးရောက်တာရှိတယ်လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော် Star Supplier ဘက်မှာဝယ်ယူလို့ရပါတယ်ကျွန်တော် site phone number ကတော့0901605440 Viber မှာဆက်သွယ်ပြီးမှာယူလို့ရလို့ site မှာလည်းလာဝယ်လို့ရပါတယ်